အားလုံးပဲမင်္ဂလာပါဘာစီလိုနာမြန်မာရဲ့ Facebook နဲ့ YouTube Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ဘာစီလိုနာအသင်းကချန်ပီယံလိအဝေးကွင်းပွဲစဉ်အနေနဲ့ချက်စီးအသင်းရဲ့အိမ်ဝင်ဖြစ်တဲ့ Stamford Bridge မှာတွားရောက်ရှင်ပြိုင်ရမယ်ချက်စီးအသင်းရဲ့အခုလက်ရှိအခြေအနေကိုကြည့်မယ်ဆိုရင်သူတို့ Premier League မှာတော့တောက်လျှောက်သူတို့ရလက်တွေကောင်းနေတယ်ဒါပေမဲ့သူတို့ချန်ပီယံလိမှာတော့အရန်ကြီးရလက်ကောင်းနေတာတော့မဟုတ်ဘူးသူတို့ပထမအဆုံးပွဲမှာဘိုင်ယန်ကိုသူတို့ရှုံးတယ်ကျွန်တော်တို့ဘာစီလိုနာအသင်းနီးတူပဲသူတို့လည်းချန်ပီယံလိမှာနှစ်ပွဲနိုင်တစ်ပွဲရှုံးတစ်ပွဲတည်ဆိုတဲ့ရလက်မျိုးကျွန်တော်တို့ဘာစီလိုနာအသင်းကလည်းအခုနောက်ဆုံးရှင်ပြိုင်ခဲ့တဲ့အိမ်ဝင်ပွဲစဉ်မှာပေါ့နော်လာလီဂါအိမ်ဝင်ပွဲစဉ်မှာအက်တလက်တစ်ကလပ်ကို4-0ဆိုတဲ့ရလက်နဲ့ကျွန်တော်တို့ရလက်ကောင်းတာတဲ့အခုနောက်ပိုင်းနှစ်တွေမှာကျွန်တော်တို့ချက်စီအသင်းနဲ့ချန်ပီယံလိမှာမတွေ့ဆုံခဲ့တာအနေငယ်ကြာနေပြီကျွန်တော်တို့နောက်ဆုံးတွေ့ခဲ့တာတော့2018ခုနှစ်လီယိုနယ်မက်ဆီရှိတဲ့အချိန်တုန်းကပေါ့နော်ကျွန်တော်တို့နောက်ဆုံးချက်စီအသင်းနဲ့တွေ့ခဲ့တယ်အဲ့ဒီပွဲစဉ်မှာတော့ကျွန်တော်တို့ဘာစီလိုနာအသင်းကချက်စီအသင်းကိုကြော်ဖြတ်နိုင်ခဲ့တယ်ဒီပွဲရဲ့ဖြစ်နိုင်ပွဲလူစင်းကိုကြည့်မယ်ဆိုရင်ကျွန်တော်တို့ဘာစီလိုနာအသင်းမှာတော့အက်တလက်တစ်ကလပ်နဲ့ပွဲစဉ်မှာဖန်သွားတဲ့ဟူအန်ကာစီယာပြန်ပါမယ်ညာချမ်းမှာတော့ကွန်တေပုံမှန်တိုင်းပဲခန်းစဉ်မှာတော့ဒီပွဲစဉ်မှာပါအိုကူဘာစီနဲ့အရီကာစီယာကိုပြန်လဲသုံးလာနိုင်တယ်ဘယ်ချမ်းမှာတော့ပုံမှန်တိုင်းပဲအလန်ဟန်ဒိုဘဲဒေကွင်းလင်မှာတော့ဖရန်ကီဒီယောင်ပြန်ပါလာမယ်ဒီညတော့တေချာဘောပြန်ပါမယ်တော့ဖရန်ကီဒီယောင်မက်ကဆာဒိုနဲ့ဖာမီလိုဘတ်အသွဲကိုပြန်လဲသုံးလာနိုင်တယ်လက်ရှိမူမာကတ်ရက်စ်ဖို့ကလည်းဖူလီဖေးဖြစ်ပြီးဆိုတဲ့အပေါ်မှာဘယ်ချမ်းမှာတော့မာကတ်ရက်စ်ဖို့တိုက်စစ်မှာတော့လီဝန်ဒေါ့စကီနဲ့ညာချမ်းမှာတော့လက်မင်ဂျမားပဲဖြစ်လိမ့်မယ်ဖင်ညာတို့နီးပြအနေနဲ့တပြပိုင်းလောက်မှပဲထည့်မလို့ကျွန်တော်ထင်တယ်ချက်စီအသင်းမှာတော့သူဘန်လီနဲ့ပွဲစဉ်မှာသူတို့ရဲ့အဓိကကစားသမားတွေသူတို့အများကြီးချန်ခဲ့တယ်သူတို့ဘာစီလိုနာအသင်းနဲ့ပွဲစဉ်မှာတော့သူတို့ဒီအဓိကကစားသမားတွေကိုထည့်မယ်ဆိုတော့ကွင်းလယ်မှာအန်ဆိုဖာနာဒက်ရှိမယ်မွိုက်ဆက်ကိုက်စီတို့ရှိမယ်တိုက်စစ်မှာတော့ဂျာအိုပတ်ဒရိုလိုကစားသမားတွေရှိမယ်ဆိုတော့ကျွန်တော်ရဲ့အမြင်ကိုပြောမှဆိုတော့ကျွန်တော်တို့ Stamford Bridge မှာတွားရောက်ရှင်ပြိုင်ရမယ့်ပွဲစဉ်ကအနေငယ်ခက်လိမ့်မယ်ချက်စီအသင်းရဲ့ကွင်းဖြစ်တာရောသူတို့ရဲ့ပရိသတ်တွေရဲ့ PR တွေနဲ့တူကျွန်တော်တို့ဘာစီလိုနာအသင်းကပွဲကိုတော်တော်လေးထိန်းချုပ်ကစားရမယ်ဆိုတော့ကြည့်ကောင်းနိုင်တဲ့ပွဲပဲကျွန်တော်တို့ဘာစီလိုနာပရိသတ်ညီကိုတွေအတွက်အေးအေးပြက်ခန့်ဂျိုနာမဲ့ပွဲတစ်ပွဲဖြစ်လိမ့်မယ်လို့ထင်တယ်ကျွန်တော်တို့ဘာစီလိုနာအသင်းရဲ့အားနည်းချက်လည်းခံစစ်ဖြစ်ပြီးတော့ချက်စီအသင်းရဲ့အခုလက်ရှိအားနည်းချက်လည်းခံစစ်ပဲကျွန်တော်တို့ဘာစီလိုနာအသင်းရဲ့နီးပြဟန်စီဖစ်လက်ကလည်းသူ့ရဲ့အသင်းပေါ်မှာသူယုံကြည်မှုအပြည့်ရှိကြောင်းပရိသတ်တွေရဲ့အားပေးမှုနဲ့သူချက်စီအသင်းရဲ့ Stamford Bridge မှာတော့အကောင်းဆုံးလုပ်ပြနိုင်မယ်ဆိုပြီးတော့ယုံကြည်မှုအပြည့်ရှိနေတယ်ကျွန်တော်တို့အသင်းရဲ့ကွင်းလယ်ဖြစ်တဲ့ဖရန်ကီဒီယောင်မက်ကဆာဒိုဖာမင်လိုဘတ်တို့ရဲ့ကွင်းလယ်အတွဲနဲ့တစ်ဖက်ကချက်စီအသင်းရဲ့ကွင်းလယ်ကစားသမားတွေဖြစ်တဲ့အန်ဆိုဖာနာဒက်မွိုက်ဆက်ကိုက်စီတို့ရဲ့ကွင်းလယ်အပြိုင်မှုကိုကြည့်ရမှာဖြစ်တယ်လို့စစ်မှာလမင်ယမားနဲ့တစ်ဖက်ကပတ်ဒရိုနတ်တိုလီဝန်ဒေါ့စကီဂျောက်ပတ်ဒရိုတို့ဘယ်သူကအတားရသွားမယ်လို့ထင်တယ်ကျွန်တော်ရဲ့ဘာစီလိုနာပရိသတ်ညီကိုတွေအတွက်အဲ့ဒီပြက်ခန့်ကျူနာမဲ့ပွဲတစ်ပွဲဖြစ်တယ်လို့ချန်ပီယံလိပွဲစဉ်ရဲ့ပွဲကောင်းတစ်ပွဲလည်းဖြစ်တယ်ဒီပွဲပေါ်ဘာစီလိုနာညီကိုပရိသတ်တွေဘယ်လိုမြင်ကြလဲဝင်ရောက်ဆွေးနွေးပြီးသွားကြပါအောင်အားလုံးကျေးဇူးတင်ပါတယ်